EV ကားတစ်စီးဝယ်တော့မယ်ဆိုရင်အမြဲကြုံရတဲ့ပြဿနာတစ်ခုရှိတယ်။အဲ့ဒါကတော့ကြော်ညာတဲ့က range နဲ့တကယ်မောင်းလို့ရတဲ့ range ဘာလို့ကွာနေတာလဲဆိုတာပါပဲ။ကဲဒီနေ့မှာတော့အဲ့ဒီကွာခြားချက်ကြီးကိုဘယ်လိုတွက်ထုတ်ပြီးကိုယ့်အတွက်အသင့်တော်ဆုံး EV ကိုရွေးမလဲဆိုတာပြောပြပေးသွားမှာပါ။ EV ကားရဲ့ကြော်ညာတွေကိုကြည့်လိုက်ရင်လေကီလိုမီတာ900တို့600တို့ဆိုပြီးအများကြီးမောင်းနိုင်တယ်လို့ဆိုထားရတွေ့ဖူးကြမှာပေါ့။ဒါပေမဲ့တကယ်တမ်းကားလက်ထဲရောက်လို့မောင်းကြည့်လိုက်တဲ့ခါကျတော့ဟာအဲ့လိုလည်းမရောက်ပါလားဆိုပြီးဖြစ်သွားတတ်ကြတယ်။ဘာကြောင့်များအဲ့လိုတွေကွာနေရတာလဲ။ ဒါတော့လေ EV ဝယ်ဖို့စဉ်းစားနေတဲ့သူတိုင်းရဲ့ခေါင်းထဲမှာရှိနေတဲ့အချီးဆုံးမေးခွန်းပါပဲကား dashboard ပေါ်မှာပြောထားတဲ့ကီလိုမီတာအတိုင်းကကောတကယ်ရောမောင်းလို့ရပါမလားဟုတ်ပါရဲ့ကြော်ညာဟဲမှာတော့ range ကကီလိုမီတာ900တဲ့ဒါပေမဲ့လက်တွေ့မှာတော့ဘယ်လောက်ရမလဲဆိုတာက question ပါနော်ဒီကွာဟာချက်ကြီးကဘယ်ကနေဘလို့ဖြစ်လာတာလဲအကြည့်တူအဖြေရှာကြည့်ကြရအောင်အမှန်တော့လေဒီလိုကွာခြားနေရတာကကားကုမ္ပဏီတွေကလိန်ညာနေလို့တော့မဟုတ်ပါဘူးအတိကကွာသွားတာကအဲ့ဒီ range ကိုတိုင်းတာတွေစံနှုန်းလေး standard တွေမတူကြလို့ပါကဲအဲ့ဒီ standard တွေကဘာတွေလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ကြရအောင် range standards ဆိုတာပါလဲဆိုတော့သူက EV ကားတစ်စီးဘယ်လောက်မောင်းနိုင်လဲဆိုတာကိုတရားဝင်တိုင်းတာတဲ့စံသတ်မှုနည်းလမ်းနေပေါ့ဒါပေမဲ့အရေးကြီးတာကဒီစံသတ်မှုတွေကို laboratory ထဲမှာသတ်မှတ်ထားတဲ့အခြေအနေတွေအောက်မှာပဲလုပ်တာပါအဲ့တော့အပြင်ကတကယ်လက်တွေ့အခြေအနေနဲ့တော့အနေနဲ့များကွာဟမှုလေးတွေရှိနိုင်တာပေါ့ ကဘာမှာအသုံးအများဆုံး range တိုင်းတာတဲ့စနစ်ကအဖလီကအသုံးမျိုးရှိပါတယ်မှတ်ထားနော် NEDC WLTP ပြီးတော့ CLTC ဟုတ်ပါတယ်ဒီနာမည်သုံးခုက EV ကားတစ်စီးရဲ့တကယ် range ကိုဖော်ထုတ်ဖို့လျှို့ဝှက်ကုတ်တယ်လို့ပါပဲကဲအခုအားလုံးစောင့်နေတဲ့ပိုင်းကိုရောက်လာပါပြီဒီကြော်ညာထားတဲ့ range ကြီးကနေတကယ် real world မှာမောင်းလို့ရမယ့် range ကိုလွယ်ကူဘယ်လိုတွက်မလဲဆိုတာကိုပြောပြပေးတော့မှာပါအရင်လွယ်ပါတယ်ခြေလမ်း3လဲမဲ့လိုတယ်ပထမဆုံးကိုဝယ်မဲ့ကားကဘယ် standard နဲ့တိုင်းထားတာလဲဆိုတာသိဖို့လိုတယ် NDDC လား WLTP လား CLTC လားပေါ့ဒုတိယအနေနဲ့ကတော့ရာခိုင်နှုန်းနဲ့ short တွက်ရမယ်လက်တွေ့ကျတဲ့စီးမြင်လေးတစ်ခုကိုသုံးမယ်အဲ့ဒါပြီးတာနဲ့နောက်ဆုံးမှာကိုရီမောင်းနိုင်မဲ့ real world range ထွက်လာပြီပေါ့ကဲဥပမာလေးနဲ့ကြည့်လိုက်အောင်ကီလိုမီတာ900မောင်းနိုင်တယ်လို့ကြော်ညာထားတဲ့ကားတစ်စီးရှိတယ်ဆိုပါစို့အကယ်လို့အဲ့ကားက WLTP standard ဒါဆိုရင်10ရာခိုင်နှုန်းပဲ short တွက်လိုက်ဒါဆို450ကီလိုမီတာလောက်ရနိုင်တယ် NEDC နဲ့ဆိုရင်တော့နည်းနည်းပို short ရမယ်20ရာခိုင်နှုန်းလောက်ပေါ့ဆိုတော့ကီလိုမီတာ400အဆိုးဆုံးက CLTC နဲ့ဒါဆိုရင်30ရာခိုင်နှုန်းအခိတောင် short တွက်ရနိုင်တယ်အဲ့တော့တကယ်တမ်းမှာ350ကီလိုမီတာလောက်ပဲရတော့မှာပါကွာခြားချက်ကတော်တော်ကြီးတယ်နော်ဒီဘာချသူကြည့်လိုက်ရင်ပိုပြီးတော့ရှင်းသွားပါလိမ့်မယ်တွေ့လားကြော်ညာထားတာကကီလိုမီတာ900ချင်းအတူတူပဲဒါပေမဲ့တိုင်းတဲ့ standard ပေါ်မူတည်ပြီးလက်တွေ့မှာရနိုင်တဲ့အကွာဝေးကကီလိုမီတာ100လောက်အထိကွာသွားနိုင်တာကိုတွေ့ရမှာပါဒါကြောင့်ကားဝယ်တဲ့အခါမှာ range ဘယ်လောက်လဲလို့မေးတာထက်ဘယ် standard နဲ့တိုင်းထားတဲ့ range လဲဆိုတာမေးဖို့ကအရန်ကိုအေးကြည့်ပါတယ်ကဲ range ကိုတော့တက်သွားပြီပေါ့နော်အခုနောက်တစ်ခုက battery ကိုရေရှည်ခံအောင်ဘယ်လိုတုံးမလဲဆိုတော့ကျွမ်းကျင်သူတွေရဲ့ pro tip တစ်ခုကိုထပ်ပြီးမျှဝေပေးခြင်းပါသေးတယ်နေပညာရှင်တွေအများအားချန်ပေးတာတစ်ခုရှိတယ်အဲ့ဒါကတော့ battery ကိုရေရှည်ချမ်းသာစေချင်ရင်အားကို 0% ထိလုံးပေါက်ကုန်အောင်မသုံးပါနဲ့တဲ့အနည်းဆုံး20ရာခိုင်နှုန်းလောက်တော့အငယ်တန်းချန်ထားပြီးထုံးဆွဲလာကအကောင်းဆုံးပါပဲဒီအချင်းလေးတစ်ခုက battery သက်တမ်းကိုတိတိတာလာကိုပိုကောင်းစေမှာပါဒါကိုဒီ donut chart လေးနဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ဘက်ထရီရဲ့80ရာခိုင်နှုန်းကိုပဲနေ့စဉ်သုံးစွဲမဲ့အပိုင်းလို့သတ်မှတ်လိုက်ပါကျန်တဲ့20ရာခိုင်နှုန်းကိုတော့ဘက်ထရီကျန်းမာရေးနဲ့အရေးပေါ်အခြေအနေတွေအတွက် safety buffer ရင်းနဲ့ခြံထားလိုက်တဲ့သဘောပါပဲဒီလိုသုံးစွဲတာကရေရှည်မှာဘက်ထရီအတွက်အကောင်းဆုံးပါပဲဟုတ်ပြီအခုဆိုရင်လိုအပ်တဲ့အချက်လက်တွေအကုန်သိသွားပြီဆိုတော့ EV ကားတစ်စီးကိုယုံကြည်မှုရှိရှိနဲ့ဘယ်လိုရွေးချယ်ပြီးစိတ်ချလက်ချခီးသွားနိုင်မလဲဆိုတာကိုအနှစ်ချုပ်ပြန်ဖြိုပြပြပါမယ်ဒီနေ့ပြောပြခဲ့တာတွေထဲကအဓိကမှတ်ထားရမယ့်အချက်3ချက်ပဲရှိပါမယ်ကားရဲ့ range standard က NEDC လား WLTP လား CLTC လားဆိုတာသိချစစ်ပါအဲ့ဒီ standard ပေါ်မူတည်ပြီး10ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိ short တွက်ပြီးကိုယ့်ရဲ့ real world range ကိုခန့်မှန်းပါခီးရှည်တွေသွားမယ်ဆိုရင် battery ရဲ့80ရာခိုင်နှုန်းကိုပဲအခြေခံပြီးခီးစဉ်ကိုစီစဉ်ပါဒီ3ချက်ပါပဲဒီအခြားလက်တွေကိုတင်ထားပြီးဆိုရင်တော့ဘယ်သူမဆို EV ကားတစ်စီးရဲ့ကြော်ညာထားတဲ့ range ကိုကြည့်ပြီးကိုနေ့စဉ်သွားလာနေတဲ့ခရီးအတွက်ဒါမှမဟုတ်ခီးရှိတွေအတွက်လုံလောက်မှုရှိမရှိကိုယုံကြည်မှုအပြည့်နဲ့ဆုံးဖြတ်နိုင်တော့မှာပါဒါဟာ EV ဝယ်မယ်ဆိုရင်ကြားနေရတဲ့ range anxiety ဆိုတဲ့စိုးရိမ်စိတ်တွေကိုကားမဝယ်ခင်ကတည်းကကြော်လွှားနိုင်စေမဲ့အကောင်းဆုံးတော့ချက်ပါပဲ
ကဲအခုဆိုရင်တော့ကားပေါ်ကကင်းကနန်ဒီရဲ့နောက်ကိုယ်တွေကအမှန်တရားကိုဘလို့တွက်ချက်ရမလဲဆိုတာသိသွားပြီဆိုတော့ကိုယ့်ရဲ့နေစဉ်ခရီးစဉ်တွေနဲ့တကယ်ကိုင်းညီမဲ့စိတ်ချလက်ချသွားလာနိုင်မဲ့ EV ကားကဘယ်ကားမျိုးဖြစ်မလဲဆိုတာကိုကိုယ်တိုင်ကိုယ်ကြဆုံးဖြတ်နိုင်ကြပြီလို့မျှော်လင့်ပါတယ်